အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Learn and Share ရဲ့ MSS Channel လေးနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သင်ခန်းစာမှာရှင်းပြပေးသွားမယ့်အကြောင်းအရာကတော့ EK များအကြောင်းပဲဖြစ်ပါတယ် EK ရဲ့အရှေ့ကောက်က International Construction အင်္ဂလိပ်လိုဆိုရင် International Construction လို့ဆိုလိုပါတယ်အဲ့ဒါဘာလို့ဆိုလိုရလဲဆိုတော့စာကြောင်းတစ်ကြောင်းကိုဘယ်လိုအတန်အတက်တွေအကြတွေ accent တွေကိုဘယ်လိုနေရာမှာထားပြီးပြောဆိုရမယ့်နေရာကိုသတ်မှတ်ပေးထားတဲ့ချက်လက်တွေပဲဖြစ်ပါတယ်ရုရှားသားမှာအဓိကအားဖြင့် EK 6မျိုးရှိပါတယ်။တစ်နှစ်သားလေး5 6ဝီ6မျိုးခွဲခြားထားပါတယ်။ဒီကနေ့မှာ EK 6မျိုးအကြောင်းကိုလေ့လာကြည့်ကြမယ်။ကဲဆိုပထမဆုံးကတော့ EK Argent ဆိုတာတစ်ကိုပြောတာပါ။ EK Argent ဆိုတာ statement တစ်ခုကိုပြောပြခြင်းအကြောင်းအရာတစ်ခုခုပေါ့ဥပမာပုံမှန်စကားပြောလိုက်တာအဲ့လိုမျိုးဟာကိုဆိုလိုတာဖြစ်ပါတယ်။သူရဲ့ပုံစံကအဆုံးဘက်မှာကိုကျသွားပါမယ်။ဥပမာဒီပုံစံလေးရှိပါကိုကစကားပြောလာပြီးအဆုံးမှာဆိုလို့ရှိရင်ဒီလိုနေနဲ့ကျသွားတဲ့ပုံစံမျိုးလေးပါ။အဲ့ဒါကို EK Argent EK 1လို့ခေါ်ပါတယ်။ကဲဆိုဥမာနဲ့ကြည့်ကြမယ်။ကဲဥမာအနေနဲ့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် Etadom အဲ့ဆိုရင်အဲ့ဒါအိမ်မှာဆိုပြီးတော့အချက်လက်တစ်ခုပုံမှန်ပြောပြတဲ့ဟာပဲဖြစ်ပါတယ်။အဲ့ဆိုရင်နောက်ဆုံးမှာကျသွားမှာပါသူ့ရဲ့ပုံစံက Etadom အဲ့လိုမျိုးလေးပါ dom မှာမဆွဲပဲနဲ့ dom မှာပြန်ကျသွားတာပါ။အဲ့လိုမျိုးကို EK Argent လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင်လည်း Etamama အဲ့ဒါအမေပါလို့ပြောတာပါ။ Etamama အဲ့ဒါအမေပါဒါပုံမှန်စကားပြောလိုက်တာပါဒါဆိုလို့ရှိရင်အဲ့ဒါခဏီကအဲ့ဒါစာအုပ်ပါလို့ပြောလိုက်တဲ့တာမန်ပြောလိုက်တဲ့ပုံစံလေးတစ်ခုသာဖြစ်ပါတယ် EK Argent ဆိုတာကဲအဲ့ဆိုလို့ရှိရင် EK တပါးကိုဆက်သွားကြည့်ကြမယ် EK တပါးဆိုတာနှစ်ကိုပြောတာပါကဲ EK တပါးဆိုတာမေခွန်းစကားလုံးများဖြစ်တဲ့ကြဲကကတာဘလို့ဘယ်နေရာမှာဘယ်ချင်းအဲ့လိုမျိုးစတဲ့စကားလုံးများဖြစ်မေးတဲ့ပုံစံဖြစ်ပါတယ်အတန်ကမေခွန်းစကားလုံးပေါ်မှာတက်ပြီးတော့နောက်မှာကျသွားရပါမယ်ဥမာလေးနဲ့လေ့လာကြည့်ကြမယ်ဒါတော့အခု EK အကြောင်းကိုရှင်းပြတာဖြစ်လို့ဒါဒီဟာတွေကိုနဲ့ပတ်သက်ပြီးအသေးစိတ်တော့မရှင်းပြသေးပါဘူး communication အနေနဲ့ပတ်သက်ပြီးတော့ဒါဥပမာအနေနဲ့ပြပြတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါကြဲဆိုတာဝဲလို့ပြောတာဘယ်နေရာမှာလဲဆိုတာပေါ့ပြောတာပါအဲဆိုရင်သူကဂျဲသေးရပြောမင်းပဲနိုင်မှာနေရလဲအဲ့လိုမျိုးကြဲနေရာလေးမှာနည်းနည်းလေးမြင်ပြီးတော့ဒီလိုလေးပုံမှန်လေးဆက်သွားပြီးတော့ပြောရတာပါတကယ်တော့မိကွန်းစကားလုံးအနေနဲ့စလို့ရှိရင် EK တပါးဖြစ်ပါတယ်အကကောင်ဆိုလို့ရှိရင်ကကရာဥရော့သင်္ကန်းစာဘယ်ချိန်လဲလို့မေးလိုက်တာပါကကရာဥရော့သင်္ကန်းစာဘယ်ချိန်လဲလို့မေးလိုက်တာပါအပေါ်ကောင်ကြတော့ဂျဲသေးရပြောမင်းဘယ်မှာနေရလဲလို့မေးလိုက်တာပါအဲ့လိုမျိုးလေးပါကဲဒါမိကွန်းစကားလုံးနဲ့စမယ်ဆိုလို့ရှိရင်အဲ့ဒါ EK တပါးကိုဆိုလိုတာပါကဲဆိုရင်နောက်ထပ် EK တစ်ခုဆက်သွားကြည့်ကြမယ်ကဲနောက်ထပ်တစ်ခုကကြတော့ EK 3ရုရှားလိုလဲ3ပါပဲ3ကိုအင်္ဂလိပ်လိုအတန်တွက်2ပါတယ်3အင်္ဂလိပ်လိုရုရှားလိုအတန်တော့ကတူပါပဲ EK 3အဲဆိုရင် EK 3ရပါလဲဆိုတော့ EK 3ဆိုတော့ yes or no မေးခွန်းဟုတ်လားမဟုတ်လားမေးရတဲ့ပုံစံဖြစ်ပါတယ်အတန်ကိုမေးချင်တဲ့အရာဝတ္ထုပစ္စည်းဒါမှမဟုတ်လူနာမည်တစ်ခုခုစတဲ့ကိုမေးချင်တဲ့အရာမှာမူတည်ပြီးတော့အတန်ကိုအဲ့ဒီနေရာလေးမှာမြင့်ပြီးတော့မေးရတာပါတာမန်ပြောလိုက်တဲ့စာကြောင်းကိုဟုတ်မဟုတ်ပြန်မေးတဲ့အခါမှာပေါ့ဥပမာကိုကဒါစာအုပ်လားဒါကော်ဖီလားလက်ဖက်ရည်လားအဲ့လိုမျိုးပြန်မေးတဲ့အချိန်မျိုးဆိုလို့ရှိရင်မေးချင်တဲ့နေရာလေးပေါ်မှာမူတည်ပြီးတော့မေးတဲ့နေရာပေါ်မှာအတန်ကိုမြင့်ပြီးတော့မေးရတာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဥပမာလေးနဲ့သွားကြည့်ကြမယ်ကဲဒီဥပမာလေးမှာဆိုလို့ရှိရင်ကဲဒါကောင်က yes or no မေးခွန်းဖြစ်တဲ့ကြောင့် question mark လေးတွေပါပါတယ်အဲ့ question mark လေးတကယ်တော့ဒါရေးတာမလို့သိတာပါတကယ်စကားပြောတဲ့အချိန်ကြလို့ရှိရင်အဲ့ဒီကိုမေးချင်တဲ့နေရာလေးတွေကိုမြင့်ပြီးတော့မေးရတာပါဥပမာဒါဆိုလို့ရှိရင်ဒီ eta ကိုပုံမှန်လေးပဲပြောပြီး student မှာမြင့်ပေးရတာပါအဲ့ဒါမှသာအဲ့ဒါចောင်းသားလားဆိုပြီးမေးလိုက်တာဖြစ်ပါတယ် the student အဲ့လိုမျိုးလေးပါအဲ့ဒီနေရာလေးမှာမြင့်လိုက်တာပါ the student အဲ့ဒါចောင်းသားလားဆိုပြီးမေးလိုက်တာဖြစ်ပါတယ်တကယ်လို့ဒီ EK Argent နဲ့ EK 3နဲ့ကတင်ပါတယ်တကယ်အဲ့ဒီဟာကိုကွဲအောင်မမေးတတ်ဘူးဆိုလို့ရှိရင်ကိုကမေးခွန်းမေးရလားဒါကိုပြောပြနေရလားဆိုပြီးမသေးခွဲဖြစ်နိုင်ပါတယ်တကယ်လို့ EK Argent ဆိုရင် the student အဲ့ဆိုလို့ရှိရင်အဲ့ဒါចောင်းသားပါဆိုပြီးတော့ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်တကယ်လို့ကိုကမေးချင်တယ်ဆိုလို့ရှိရင် the student အဲ့ဒါចောင်းသားလားဆိုပြီးတော့မေးရတာအဲ့လိုမျိုးပုံစံလေးပြောရတာပါကဲအဲ့ဆိုလို့ရှိရင်အောက်ကတစ်ခုဆိုလို့ရှိရင်ဒီနောက်ကဟာလေးမှာပဲကိုကဒါစာအုပ်လားလို့မေးရဖြစ်တယ်နောက်ကစာအုပ်လေးမှာနည်းနည်းလေးမြင့်ပြီးတော့မေးလိုက်ရတာပါအဲ့ဒါခဏီကအဲ့ဒါစာအုပ်လားလို့မေးလိုက်တာပါအဲ့ဒါခဏီကအဲ့ဒါစာအုပ်လားလို့မေးလိုက်တဲ့ပုံစံဖြစ်ပါတယ်ကဲတကယ်လို့အဲ့ဒါခဏီကအဲ့ဆိုလို့ရှိရင်အဲ့ဒါစာအုပ်ပါဆိုပြီးပြောလိုက်တဲ့ပုံစံဖြစ်ပါတယ်အဲ့ဆိုရင် EK 3မဟုတ်တော့ပါဘူး EK Argent ဖြစ်သွားတာပါEK 3ဆိုလို့ချင်းအဲ့ဒါခဏီက
အဲ့ဒါနေရာမှာဖြုတ်ပြီးခဏီးကနေရာမှာတင်လိုက်ရတာပါအဲ့ဒါစာအုပ်လားဆိုရတဲ့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုဆိုလို့ရှိရင်at the mama အဲ့ဒါအမေလားလို့မေးလိုက်တာပါအဲ့မမနေရာမှာမမဆိုတဲ့အားလေးကိုတင်ပြီးတော့မေးရတာပါအဲ့ဒါအမေလားဆိုပြီးမေးတဲ့ပုံစံရောက်ပါတယ်at the mama အဲ့ဒါအမေလားဆိုပြီးမေးလိုက်တဲ့ပုံစံမှာတကယ်လို့ ike အချင်းဆိုလို့ရှိရင်at the mama တကယ်တော့ဒီကောင်ကဒီမမဆိုတာအာမှာဆွဲတာဖြစ်တဲ့ကြောင့်နည်းနည်းဆွဲတဲ့ပုံပေါက်နေပြီမဲ့ ike အချင်းဆိုလို့ရှိရင်ဒီနောက်လမ်းမှာပြန်ချသွားတာပါat the mama အဲ့ဒါအမေပါလို့ပြောပါတကယ်ဆိုလို့ရှိရင်ike 3ဆိုလို့ရှိရင်at the mama အဲ့ဒါအမေလားဆိုပြီးမေးလိုက်တဲ့ပုံစံဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်ခုဆက်သွားကြည့်ကြမယ်ကဲနောက်တစ်ခုက ike ချစ်3ဆိုတာလေးကိုပြောတာပါike ချစ်3ဆိုတာ ike ချစ်3ကတော့ရွေးချယ်မှုပုံစံတွေကိုဖြစ်ပါတယ်ဘယ်လိုဆိုလိုရလဲဆိုလို့ရှိရင်ဒီဟာလားသို့မဟုတ်ဒီဟာလားတစ်ခုခုခံပြီးသို့မဟုတ်ခံပြီးမေးရတဲ့မေးခွန်းတွေဖြစ်ပါတယ်အတန်ကလည်းအဲ့လိုပဲရွေးချယ်ခိုင်းတဲ့ပထမတစ်ခုမှာအတန်တက်သွားရမှာဖြစ်ပြီးနောက်တစ်ခုမှာကျသွားရမှာဖြစ်ပါတယ်ဥပမာအရာဝတ္ထုနှစ်ခုရှိရင်ကိုကပထမတစ်ခုမှာအတန်တက်သွားပြီးနောက်တစ်ခုမှာအတန်ကျသွားတဲ့ပုံစံမျိုးလေးပါဥပမာရွေးချယ်ခိုင်းတဲ့ပုံစံအဲ့လိုမျိုးလေးမေးရတာကိုဆိုလိုတာပါနားလည်အောင်လို့ပဲစာကြောင်းတစ်ကြောင်းပဲဥပမာပေးထားပါတယ်အဓိကဒီဟာလေးပုံစံကိုသိဖို့ပဲပြောပြတာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဒီမှာသူအဓိကရွေးရတဲ့နှစ်ခုကကြတော့ဒီမှာ chai နဲ့ coffee နှစ်ခုရှိပါတယ်မင်းဘာကိုလိုချင်တာလဲလို့မေးလိုက်တာပါလက်ဖေးကိုလိုချင်တာလား coffee ကိုလိုချင်တာလားဆိုပြီးတော့မေးလိုက်တာပါ chai ဆိုတာလက်ဖေးဖြစ်ပါတယ် coffee ကကြတော့ coffee ပါပဲကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ခုမှာဒီမှာဆိုရင်ရွေးချယ်တဲ့နှစ်ခုရှိအဲ့ဆိုလို့ရှိရင်ကိုကမေးမယ်ဆိုလို့ရှိရင်ဒီပထမဦးဆုံးနေရာမှာအတန်လေးမြင့်ပြီးတော့ဒီဘက်ဆိုလို့ရှိရင်အတန်လေးပြန်ကျသွားပါတယ်အဲ့ဆိုလို့ရှိရင် the hotel chai ili coffee ဆိုလို့ရှိရင်ပြောရမယ်ဆိုရင် the hotel chai ili coffee မင်းလက်ဖေးကိုလိုချင်လား coffee လိုချင်လားဆိုပြီးမေးလိုက်တာပါဒီ chai ညာထဲမှာတက်သွားပြီးတော့ coffee ဒီနောက်မှာဆိုရင်ပြန်ကျသွားပါတယ် the hotel chai ili coffee မင်းလက်ဖေးလိုချင်လား coffee လိုချင်လားဆိုပြီးမေးလိုက်တဲ့ပုံစံလေးဖြစ်ပါတယ်အဲ့ဒါတော့ ike ချစ်3ကိုဆိုလိုတာပါကဲဒီလောက်သိထားရင်လုံလောက်ပါပြီနောက်တစ်ခုဆက်သွားကြည့်ကြမယ်ကဲနောက်တစ်ခုဆိုလို့ရှိရင် ike ပြက်ဆိုတာငါးကိုပြောတာပါ5ငါးကိုပြောတာပါကဲ ike ပြက်ကကြတော့ဘာကိုဆိုလိုရလဲဆို emotion စိတ်ခံစားမှုဖြစ်တဲ့အံ့ဩမှုတော်လုံးမှုကြောက်ရွံ့မှုစတဲ့အမှုရာတွေကိုပြတဲ့ပုံစံဖြစ်ပါတယ်အတန်ကိုတက်ပြောမှဖြစ်ပြီးတော့နောက်ဆုံးမှာပြင်းပြင်းလေးချပြီးတော့ပြောရတဲ့ပုံစံဖြစ်ပါတယ်ဥပမာ emotion တစ်ခုကိုပြောတဲ့ပုံစံကြောက်လန့်သွားတဲ့ပုံစံအဲ့လိုမျိုးဆိုလိုတာဖြစ်ပါတယ်ကဲဆိုလို့ရှိရင်ဒါလေးပဲကြည့်ကြည့်ကြမယ်အဲ့ဆိုလို့ရှိရင်ဥပမာအနေနဲ့ကဲဒါဆိုလို့ရှိရင် aggressive အရန်လှတဲ့ဥပမာအမေတဲ့ဖြစ်သွားတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးပဲဆိုလိုတာပါကျွန်တော်ဥပမာရတော့အများကြီးပေးတော့ပါဘူးဘာလို့လဲဆိုတော့ဒီလောက်တည်ထိုင်ရင်လုံလောက်ပါတယ် emotional ဆိုင်တဲ့အကြောင်းအရာတွေကိုပြောရင် ike ပြက် ike ငါဖြစ်ပါတယ် ike ပြက်ဖြစ်ပါတယ်အဲ့ဒါရင် aggressive ရန်လာဒါလည်းအဲ့ဒီတစ်ခုလုံးမှာမြင့်ပြီးတော့aggressive အရန်လာဒါမျိုးလေးပြောလိုက်တာပါအမေတဲ့တံမျိုးလေးအဲ့လိုမျိုးပြောရတဲ့ဟာကို ike ပြက် emotion နဲ့ပတ်သက်ပြီးပြောရတဲ့ဟာကို ike ပြက်လို့ခေါ်ပါတယ်ကဲနောက်တစ်ခုသွားမယ်ကဲနောက်ဆုံး ike shift ဆိုတာက6ကိုပြောတာပါကဲ ike shift ကကြတော့ဘာလဲဆို infinite မပြီးဆုံးနေတဲ့အခြေအနေတစ်ခုဥပမာစကားတစ်ခုကိုစလိုက်ပြီးတော့နောက်ကဆက်ပြောမဲ့အခြေအနေတစ်ခုကိုဆိုလိုတာပါအတန်ကအဆုံးမှမကြသေးပဲနဲ့ဆက်ပြောရင်ကြံသေးတဲ့ပုံစံဖြစ်ပါတယ်ဒါကတော့သိထားဖို့ပဲပြောပြတာပါကျန်တဲ့အများကြီးကကြတော့စကားပြောတဲ့ဒါကတော့သိထားဖို့ ike shift ဘာလဲဆိုတော့သိထားဖို့ပဲရှင်းပြတာပါဥပမာပေါ့ကဲမပြီးဆုံးတဲ့အခြေအနေဆိုဘယ်လိုမျိုးလဲဆိုရင်ကကရာယာပရီရှောငါပြန်ရောက်တဲ့အခါအဲ့လိုမျိုးစကားကိုပြောလိုက်တဲ့အချိန်ကျရင်ငါပြန်တဲ့အခါ तू ကမရှိတော့ဘူးအပြင်ထွက်သွားတယ်အဲ့လိုမျိုးပြောဖို့အတွက်အဲ့လိုမျိုးစကားကိုအစပြောလိုက်တဲ့စကားမျိုးဖြစ်ပါတယ်အဲ့ဒါမပြီးဆုံးတဲ့အခြေအနေကိုဆက်ပြောတဲ့အခြေအနေမှာသုံးတာပါ ike shift ကအဲ့လိုမျိုးလေးပါဒီလောက်သိထားရင်လုံလောက်ပါတယ်တကယ်တော့ဒီ6ခုမှာဆိုလို့ရှိရင်အရေးကြီးဆုံးက ike အချင်းနဲ့ ike 3ပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာနှစ်ခုကိုဆက်ပြီးတော့နောက်ဗီဒီယိုမှာအသေးစိတ်ဥပမာနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်